ဒီမနက်လေကော်ဖီတောက်ရင်းနဲ့ကျမတခုစဉ်းစားမိတာဒီခွက်ထဲကနဲ့ရောင်အရည်တွေဒီကော်ဖီဆေးတွေကဘဲကနေဘလို့ခီးဆက်ပြီးကျမစီရောက်လာပါလေပေါ့ကော်ဖီတစ်ခွက်မှာ2ပေါင်းထောင်ကျော်တက်တန်းရှိတဲ့သမိုင်းကြောင်းနဲ့ရှိနေတယ်တဲ့တာမန်တောက်စရာတစ်ခုမှာနဲ့1000ကျော်သမိုင်းရှိတယ်ဆိုတာဘလို့အတိတ်ပဲမျိုးလဲအတူတူရှာဖွေကြည့်ကြတာပေါ့ဟုတ်ပါပဲဒီအချင်းကာလကိုမြင်တောင်ပြောရရဲ့လေလွန်ခဲ့တဲ့2000အဲ့ဒီ7ရာနှစ်ဆွေမှာခုနှစ်ဝင်ချလာကိုပြန်သွားချအောင်မြန်မာနိုင်ငံမှာဆိုရင်အနော်ရထားမီပကံထီနိုင်အောင်မစိုးစံခင်ဆက်စုနေနေအလိုအခြေအနေပေါ့အော်ပကံခင်မတိုင်ခင်လောက်ကတော့လားဟုတ်တယ်ဥရောပမှာဆိုရင်ဒါဟာ William the Conqueror England တို့မသိမ့်ပိုက်တဲ့ခင်အလေခဲအထိုးထေကာလတစ်ခုပဲဆိုလိုတာကကျွန်တော်တို့တမိုင်းစာအုပ်ထဲမှာဖတ်ခဲ့ရတဲ့ခေတ်ကြီးတွေကကော်ဖီရဲ့ဇက်လန်ကစနေပြီဆိုတဲ့သဘောပါဒါပေမဲ့အဲ့ဒီတမိုင်းကဘယ်နေရာမှာဘလူလူတွေနဲ့စခဲ့တာလဲဆိုတာကပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်ကာလဒီလို့ခေါ်တဲ့စိတ်ကြောင်းသားပေါ့ဒီနေ့မှသူကြောင်းနေတဲ့စိတ်တွေကအနီရောင်အသီးတွေပါတဲ့ခြုံမုတ်တစ်ခုကအသီးတွေကိုစားပြီးတော့ညဘက်တောင်မအိပ်နိုင်ပဲတက်ကြွပြီးကခွန်နီးကြတာကိုသတိထားမိသွားတယ်သူကိုယ်တိုင်လည်းအဲ့ဒီအသီးတွေကိုမီးစမ်းကြည့်လိုက်ရောအလားတူလန်းဆန်းမှုကိုခန်းစားဟရတယ်ပေါ့အဲ့ဒီနောက်မှာအနီနာကဘုံကြီးကြောင်ကိုတွားပြတော့ဘုံကြီးကဒါကိုမာနလေလေရဆိုပြီးမိဖုံတဲ့ပြစ်ထဲလိုက်တဲ့ဒါဆိုဇလန်းကအဲ့ဒီမှာပဲဆုံးသွားရောလားမဆုံးပါဘူးဒီနေရာကမှဇလန်းရဲ့အလဲပြောင်းဖြစ်သွားလားမိဖုံတဲ့ရောက်သွားတဲ့အဲ့ဒီအသီးကော်ဖီဆေးတွေကမိအဖူကြောင့်လော်ပြီးလားဖြစ်သွားပြီးမှုေးကြိုင်တဲ့ရနံတွေထွက်လာပါလေရောအဲ့လိုဖြစ်သွားတာကိုဟုတ်တယ်အဲ့ဒီရနံကြောင့်ဘုံကြီးတွေကမိဖုံထဲကနေပြန်ဆဲကြိတ်ပြီးရင်နှင်းနဲ့ဖြော်တော့ကြည့်ကြတယ်အဲ့ဒီခါမှာညဘက်ဝက်ပြုစုတောင်းချိန်ဒီမှာမအိတ်ငိုက်ပဲနိုးချနေစေတယ်ဆိုတာကိုရှာဖွေတွေ့ရှိသွားကြတယ်လို့ဒန်တာကြီးကဆိုပါတယ်ဒါကတမိုင်းရာတိတိကျကျအသေးပြုနိုင်တဲ့အထောက်အထားမဟုတ်ပေမဲ့လေကော်ဖီရဲ့မူလစစ်မြစ်ကအီသီယိုးပီးယားကုန်းမြစ်တွေဖြစ်တယ်ဆိုတာကိုတော့ကောင်းကောင်းညွှန်းဆိုပြနေပါတယ်ဒါဆိုရင်အီသီယိုးပီးယားကတောတောင်တွေကနေတကဘာလုံးကမနက်ခင်တိုင်းတောက်တဲ့အရာဖြစ်လာဖို့ခီးရဘလို့ဆက်တာလဲစိတ်ကြောင်းသားတယောက်ရဲ့တွေးရှိမှုကနေဒီတော့ကြီးမားရဲ့ယဉ်ကျေးမှုတစ်ခုဖြစ်လာဖို့ဆိုတာလွယ်မဲ့မထင်ဘူးလုံးဝမလွယ်ပါဘူးအဲ့ဒီမှာအာရိဖြတ်ကျွန်းဆွေရဲ့အခန်းကဏ္ဍကအရေးကြီးလာပါတယ်15ရာစုလောက်မှာကော်ဖီယာအီသီယိုးပီးယားကနေပင်လယ်နီကိုဖြတ်ပြီးယီမန်နိုင်ငံကိုရောက်သွားတယ်ယီမန်ကဆူဖီဘုံတော်ကြီးတွေကကော်ဖီကိုစနစ်တကျစိုက်ပျိုးပြီးဝိပုချိန်တွေမှာနိုးကြနေဖို့အတွက်တွင်တွင်ကြဲကြဲအသုံးပြုလာကြတာပေါ့သူတို့ကကော်ဖီကိုကာဝါလို့ခေါ်တယ်အဲ့ဒီစကလုံးကဝိုင်လို့လည်းအဓိပ္ပာယ်ရပြီးအစားတော့ပြည့်စဲတဲ့အရာလို့ဆိုလိုတယ်အဲ့ဒီကနေတဆင့်ကော်ဖီကာဖေဆိုတဲ့စကလုံးတွေဆင်းသက်လာတာပေါ့နော်စိတ်ဝင်စားစရာပဲဒါဆိုရင်ယီမင်ကနေကဘာကိုပြန်သွားတာပေါ့ချက်ချင်းတော့မဟုတ်သေးဘူးအာရပ်တွေကကော်ဖီရဲ့တန်ဖိုးကိုကောင်းကောင်းသိတယ်ဒါကြောင့်သူတို့ကကော်ဖီစိုက်ပျိုးမှုကိုသူတို့စီမှာပဲတူးတဲ့မူပိုင်ဖြစ်အောင်တော်တော်လေးစူးစမ်းခဲ့ကြတယ်သူတို့ပဲတီးစံချုပ်ကိုင်းထားခြင်းတဲ့သဘောဟုတ်ပါတယ်နိုင်ငံရန်ကိုတင်ပို့တဲ့ကော်ဖီစိတ်တိုင်းကိုမျိုးမအောင်ရေနွေးနဲ့ပြုတ်ထားဒါမှမဟုတ်အချောက်လော်ပြီးမှတင်ပို့တယ်မျိုးစိတ်အဖြစ်ပြန်ဆိုင်လို့ရတဲ့ကော်ဖီစိတ်စိမ်းတစ်စိတ်မှအပြင်ကိုမထွက်စေရဘူးကော်ဖီကအဲ့ဒီခေတ်ရဲ့အနက်ရောင်ရွှေလိုပဲတော်တော်လေးတန်ဖိုးကြီးရဲ့ကုန်းသေးရေလျှော့ဝှက်ချက်တစ်ခုဖြစ်ခဲ့တယ်ဒါဆိုဒီလျှော့ဝှက်ချက်ကဘလို့ပေါက်ကြားသွားတာလဲတယောက်ယောက်ကခိုးထုတ်သွားတာမျိုးလားအတိအကျပါပဲအဲ့ဒီမှာလေဒန်တာယီဆန်ဆန်ဇလန်တပုတ်ရှိတယ်စခုနီယာဇူလောက်မှာဘာဘာပူဒန်ဆိုတဲ့အိန္ဒိယကဆူဖီဖျားဘူးတယောက်ကမကကိုဖျားဘူးတွိုင်းနဲ့ကော်ဖီစိတ်စိမ်းခွန်စိတ်ကိုသူ့ရဲ့ခန္ဓာကိုယ်မှာဝစ်ပြီးအိန္ဒိယကိုပြန်ယူလာခဲ့တယ်လို့ဆိုတယ်ဟာခွန်စိတ်တယ်လဲလားဟုတ်တယ်အဲ့ဒီကော်ဖီစိတ်ခွန်စိတ်ကနေအိန္ဒိယမှာကော်ဖီစိုက်ပျိုးမှုစတင်ခဲ့ပြီးနောက်ပိုင်းမှာ Dutch ကွန်သယ်တွေကတည်းကဥရောပနဲ့သူတို့ရဲ့ကိုလိုနီနိုင်ငံတွေဖြစ်တဲ့ဂျာဗာကျွန်းတို့ဆူမတရာကျွန်းတို့စီကိုပြန်နှံသွားတော့တာပဲအခုခေတ်တည်းဆိုရင် industrial espionage ပေါ့နော်အဲ့လိုမျိုးကျောင်းလေးကျောင်းပြောလိုက်တော့ကျွန်မတခုစဉ်းစားမိသွားတယ်အဲ့ဒီခေတ်ကကုန်တယ်တွေအတွက်ဒီကော်ဖီစိတ်ကိုတဲရလားရွှေတဲရလို့ပဲတန်မှုရှိမှာပဲနော်အခုလိုကဘာနဲ့ပြန်သွားပြီးနောက်ပိုင်းမှာသူ့ရဲ့ယဉ်ကျေးမှုပေါ်တက်ရောက်မှုကဘယ်လိုရှိခဲ့လဲအဲ့ဒါကကော်ဖီတမိုင်းရဲ့နောက်ထပ်အရေးကြီးတဲ့အခန်းတစ်ခန်းပဲကော်ဖီဟာအော်တိုမန်အင်ပါယာရဲ့မြို့တော်အစ္စတန်ဘူလ်ကိုင်ရိုဒမတ်စကတ်တို့မှာအရန်ကိုခေတ်စားလာပြီးကော်ဖီဆိုင်ကာဗေခနေဆိုတာတွေပထမဆုံးပေါ်ပေါက်လာတယ်ဒီကော်ဖီဆိုင်တွေကလူတွေစကားပြောဖို့စစ်တုံးရင်ထိုးဖို့တရင်နားထောင်ဖို့စီးပွားရေးနဲ့နိုင်ငံရေးအကြောင်းတွေဆွေးနွေးဖို့နေရာတွေဖြစ်လာတယ်အရက်ဆိုင်ဒီလိုမူရစ်စေတာမျိုးမဟုတ်ပဲကော်ဖီကဥနောက်ကိုကြီးလင်းစေပြီး
အတွေးခေါ်ကိုထပ်မြင့်စေတဲ့အတွက်ပညာတတ်တွေဂုဏ်တယ်တွေအရာရှိတွေစူဝေးရနေရာတွေဖြစ်လာတာပေါ့ ကျမထင်တာကတော့ဒါဟာ coffee ဆိုင်ယဉ်ကျေးမှုရဲ့အစားပဲဖြစ်မယ်ဘာလို့လဲဆိုတော့နောက်ပိုင်းဥရောပမှာလည်း coffee ဆိုင်တွေကနေတော်လန်ရဲ့တွေးခေါ်တဲ့တောင်စခဲ့လေလို့ကြားဘူးလို့ပဲဒီအချက်ကဘလောက်အထိမှန်နိုင်မလဲ တော်တော်လေးမှန်ပါတယ်1900စုမှာကော်ဖီဥရောပကိုရောက်သွားတဲ့အခါလန်ဒန်ပါရစ်ဗီယက်နမ်မြို့တွေမှာကော်ဖီဆိုင်တွေမိုလိုပေါက်လာတယ်အထူးသဖြင့်လန်ဒန်ကကော်ဖီဆိုင်တွေကို Penny Universities တို့တောင်တင်ဆောင်ခေါ်ဝေါ်ခဲ့ကြတယ် တပန်းနီတကတိုတွေပေါ့ ဟုတ်တယ်ဘာလို့လဲဆိုတော့ကော်ဖီတစ်ခွက်ဖို့တစ်ဖက်နီပေးလိုက်အောင်နဲ့အထဲဝင်အဲ့ဒီခေတ်ကအတော်ဆုံးပညာရှင်တွေစာရေးဆရာလေးတိပံပညာရှင်တွေရဲ့အငင်းအခုံတွေဆွေးနွေးမှုတွေကိုနားထောင်ခွင့်ရလို့ပဲ အော် Isaac Newton တို့လိုပုဂ္ဂိုလ်တွေတောင်ကော်ဖီဆိုင်တွေမှာသူတို့ရဲ့ theory ကိုဆွေးနွေးခဲ့ကြတယ် Lloyds of London လို့ကမ္ဘာကျော်အာမခံကုမ္ပဏီကြီးတောင်ကော်ဖီဆိုင်တစ်ခုကနေစတင်ခဲ့တာ ဒါဆိုရင် coffee ဟာလူတွေကိုလန်းဆန်းစေတဲ့တောက်စရာတက်တက်မဟုတ်တော့ဘူးလူမှုရေးနဲ့ဉာဏ်ပညာဆိုင်ရာတော်လှန်ရေးကိုမီးထိုးပေးလိုက်တဲ့ဓာတ်ကူပစ္စည်းတစ်ခုလိုဖြစ်သွားတာပေါ့တိုင်းပဲတိုင်းပဲအုတ်ချုပ်တဲ့လူတွေဘက်ကတော့ဒီလိုနေရာတွေကိုသဘောကျမယ်မထင်ဘူးလူတွေစုပြီးအစိုးရအကြောင်းဆွေးနွေးနေတာမျိုးကိုလေ တိကျတဲ့ထောက်ပြမှုပါပဲတကယ်လဲအဲ့ဒီလိုဖြစ်ခဲ့တယ် Ottoman Empire မှာ Sultan Bey'in တချို့ကကော်ဖီဆိုင်တွေကိုနိုင်ငံရေးအရာဘုံကံမှုတွေစတင်ရနေရဖြစ်တန်တရားဝင်ပြီးပိတ်ပင်ခဲ့မှုတယ် ထင်သားပဲ အင်္ဂလန်မှာလည်းဘယန် Charles II ကကော်ဖီဆိုင်တွေကိုဘယန်နဲ့အစိုးရကိုအတရီဖြတ်တဲ့သတင်းတွေပြနိုင်ရနေရဆိုပြီးပိတ်သိမ်းမှုစ조사ခဲ့မှုတယ်ဒါပေမဲ့လူထုရဲ့ကန့်ကွက်မှုကြောင့်အဲ့ဒီအမိန့်ကိုပြန်ရုပ်သိမ်းခဲ့ရတယ်ဒီဖြစ်ပျက်တွေကကော်ဖီနဲ့ကော်ဖီဆိုင်တွေဟာလူအဖွဲ့အစည်းရဲ့အရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်လာပြီဆိုတာကိုတက်တည်ပြနေတာပဲ ဟုတ်ပါတယ်ဒီလိုသမိုင်းအလွာတွေရှိတာကိုလက်ခံပါတယ်ဒါပေမဲ့နေ့စဉ် coffee တောင်းနေတဲ့သာမန်လူတယောက်အတွက်ဥပမာကျမတို့လိုပဲ3-in-1 coffee mix တစ်ထုပ်ကိုဖြောတောက်လိုက်တဲ့သူတယောက်အတွက်ဒီသမိုင်းကိုသိချင်မသိချင်ကဘာများထူးခြားသွားနိုင်မှာလဲအရာသာကတော့ပြောင်းလဲသွားမှာမဟုတ်ဘူးလေနော် အရာတာကတော့မပြောင်းလဲသွားနိုင်ပါဘူးဒါပေမဲ့အမြင်နဲ့ခံစားမှုကတော့ပြောင်းလဲသွားနိုင်ပါတယ်ရိုးရိုးချင်းချင်းကက်ဖီင်းတဲ့ရဖို့ထောက်တာကနေကိုတောက်လိုက်တဲ့ကော်ဖီတစ်ခွက်က2000ကျာလက်စင်ကအပြည့်ပြိုင်ဖွဲ့ရဲ့ပန်းဝင်မြဲတစ်ခုလိုဖြစ်နေတဲ့ဆိုတာကိုနားလည်သွားစေနိုင်တယ် ။အော်လက်ဆင့်ကမ်းအပြေးပြိုင်ပွဲလို့ပေါ့ ဟုတ်တယ်အဲ့ဒီပြိုင်ပွဲမှာအီသီယိုးပီးယားကကာဒီလိုရှာဖွေတွေ့ရှိသူတွေယီမင်ကဆူဖီဘုံကြီးတွေလိုထိမ့်သိမ့်ခဲ့သူတွေပြီးတော့ဘာဘာဘူးတန်လိုစွန့်စားပြီးမျိုးစေ့တဲလာခဲ့သူတွေဥရောပကပညာတတ်တွေနောက်ဆုံးကိုလိုနီခက်ဆိုင်ခင်းတွေမှာချွေးနဲ့တွေနဲ့စိုက်ပျိုးခဲ့ရတဲ့ကျွန်းတွေနဲ့အလုသမားတွေအထိလူပေါင်းများစွာရဲ့ဇလန်းတွေပါဝင်နေတယ်ဒီနေ့ခေတ်ဘရာဇီးဗီယက်နမ်ကိုလံဘီယာကတောင်သူတွေရဲ့လက်ရှိဘဝတွေအထိဒီကွင်းဆက်ကရှေ့လျားတယ်အဲ့ဒီလိုတွေးလိုက်တဲ့အခါကိုရှိကကော်ဖီခွက်လီဟာပိုပြီးအဓိပ္ပာယ်လေးနဲ့လာတယ်လို့ကျွန်တော်တို့ယုံကြည်တယ် ။အော်ဒီလိုရှင်းပြတော့မှကျွန်မနားလည်သွားပြီ။ဒါကသမိုင်းစာအုပ်ထဲကချက်လက်တွေကိုအလွတ်ကျက်နေတာမျိုးမဟုတ်ပဲကိုယ့်ရဲ့နေ့စဉ်အပြုမူလေးတစ်ခုကိုပိုပြီးကျေပြန့်တဲ့ကမ္ဘာဖြစ်စဉ်ကြီးနဲ့ချိတ်ဆက်ပေးလိုက်တာမျိုးကိုဒါဆိုရင်ကျွန်တော်တို့တောက်နေတဲ့ coffee စိတ်တွေရဲ့ဇီဝဗေဒဆိုင်ရာခရီးရလဲရှိဦးမှာပါနော်။လွန်ခဲ့တဲ့နှစ်ထောင်ကတိုးရိုင်း coffee ပင်နဲ့အခုကျွန်တော်တို့စိုက်နေတဲ့ Arabica တို့ Robusta တို့ကအများကြီးကွာခြားနေလောက်ပြီးထင်တယ် တေချာပါပါပဲဒါကလူသားတွေရဲ့စိုက်ပျိုးရေးသမိုင်းတယ်လေလူတွေကနှစ်ချောင်းချီပြီးအရသာပိုကောင်းတယ်အနံ့ပိုမွေးတယ်ယောဂတန်ပိုခံနိုင်တဲ့အသီးပိုတီးတဲ့အပင်တွေကိုရွေးချယ်စိုက်ပျိုးလာခဲ့ကြတယ် ဟုတ်တယ် ဒီနေ့ကျွန်တော်တို့တောက်နေတဲ့ coffee ရဲ့ရှုပ်ထွေးတဲ့အရသာတွေဥပမာ chocolate လို့အသီးအနှံလို့ပန်းပွင့်လို့ရန်နံ့တွေဆိုတာဟာတဘာဝတိုင်းဖြစ်လာတာထက်လူသားတွေရဲ့မျိုးဆက်ပေါင်းများစွာကြိုးပမ်းအားထုတ်မှုကနေရလာတဲ့ရလဒ်တွေပါအဲ့ဒီအပြင်ပြင်ဆင်ထုတ်လုပ်တဲ့နည်းပညာတွေလည်းရှိသေးတယ်အစေကိုလော်တဲ့အပူချိန်ကြိတ်တဲ့အမှုန့်ရဲ့အရွယ်အစားရေရဲ့အပူချိန်ဖြောစက်တဲ့အချိန်အော်တိုမန်တွေတုံးတဲ့ Sesven နဲ့ကြိုချက်တဲ့နီးကနေအီတလီက espresso machine ဂျပန်က V60 pour over အထိနိပညာတွေကလည်းဒီတမိုင်းရဲ့အရေးပါတဲ့အစိပ်ပိုင်းတွေပါပဲ ကောင်းပါပြီဒီနေ့ဆွေးနွေးမှုကတော်တော်လေးကိုမျက်စိဖွင့်ပေးနိုင်ခဲ့ပါတယ်ကျမတို့အစားပြုခဲ့တဲ့ coffee တစ်ခွက်မှာ1000ကျော်သမိုင်းရှိတယ်ဆိုတော့ရိုးရှင်းတဲ့ဝါကြလေးတစ်ကြောင်းကနေဘလောက်တောင်ကျယ်ပြန့်တဲ့ဇလန်းတွေထပ်ပေါ်လာတယ်လဲဆိုတာအံ့ဩစရာပါပဲအီသီယိုးပီးယားကဒန်တရာယူဆန်ဆန်တွေ့ရှိမှုကနေအာရေဗျကျွန်းဆွယ်ကလျှို့ဝှက်ဂုံတွေမှုဥရောပကပညာဉာဏ်ဆိုင်ရာတော်လှန်ရေးကိုလိုနီခေတ်ရဲ့အစည်းအဝေးအင်ဂျင်တစ်ခုဖြစ်ခဲ့ပုံအထိရှုထောင်ပုံစုံကိုကျမတို့ဆွေးနွေးခဲ့ကြတယ်
ဟုတ်ပါတယ်အရေးအမြစ်ကတမိုင်းရဲ့ကြီးမားကျယ်ပြန့်တဲ့အတိုင်းအတာကိုပဲညွှန်းဆိုခဲ့ပေမဲ့ကျွန်တော်တို့အဲ့ဒီအတိုင်းအတာနဲ့ဝင်ရောက်ပြီးလူတွေနေရာတွေဖြစ်ဒီနဲ့ဖြည့်ဆည်းကြည့်ဖြစ်ကြတာပေါ့ဒါကကျွန်တော်တို့ကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုပေးပါတယ်အဲ့ဒါကတော့ကျွန်တော်တို့နေ့စဉ်ဘဝမှာတာမန်လို့ထင်ရတဲ့ຢာရဲ့နောက်ွယ်မှာတတိမထားမိတဲ့ထူးခြားပြီးနှဆိုင်တဲ့လူသားရဲ့ဇက်လန်းတွေချိတ်ဆက်မှုတွေအမြဲရှိနေတယ်ဆိုတာပါပဲဒါဆိုရင်နောက်ဆုံးအနေနဲ့နားထောင်သူတွေအတွက်တွေးစရာလေးတစ်ခုချန်ထားခဲ့ခြင်းပါပဲအရင်မြစ်မှာကော်ဖီရဲ့တမိုင်းကနှစ်တစ်ထောင်ကျော်တယ်လို့ဆိုထားတယ်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တဲ့ဇလန်းတွေအားလုံးဟာအဲ့ဒီကျော်ဆိုတဲ့စကားလုံးလေးထဲမှာပဲရှိနေတာပါဒီတော့စဉ်းလိုက်စရာကကော်ဖီတစ်ခွက်မှာတောင်ဒီလောက်အထိနှစ်ဆိုင်တဲ့တမိုင်းတွေရှိနေတယ်ဆိုရင်ကျမတို့ရဲ့နေ့စဉ်ဘဝတွေကတခြားဘလို့ရိုးရှင်းတဲ့ရာဝတ္ထုတွေမှာတော့ဘလို့မျိုးမထင်မှတ်ထားတဲ့ဇလန်းတွေပုံအောင်နေနိုင်သေးမလဲကောင်းတဲ့မေးခွန်းပါပဲဥပမာကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့သမင်းပွဲပေါ်ကဆန်စစ်တစ်စစ်ကိုစဉ်းစားကြည့်ပါဆန်စစ်တစ်စစ်သူ့နောက်ွယ်မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအာရှတိုက်ကလေသမားတွေတီထွင်ခဲ့တဲ့ရေသွင်းစိုက်ပျိုးရေးနည်းပညာတွေမျိုးရိုးဗီဇဝေးချမှုတွေရဲ့သမိုင်းတွေရှိနေမှာပဲဟုတ်တယ်နော်ဒါမှမဟုတ်ချောကလက်တတောင်းမှာတော့မာယာနဲ့အက်စတက်လူမျိုးတွေစီကစတင်ခဲ့တဲ့ကိုစီရဲ့ဘာသာရေးဆိုင်ရာအရေးပါမှုဥရောပကိုရောက်လာပြီးတကြားနဲ့ပေါင်းဆက်လိုက်မှလူဒန်းစားအားလုံးရဲ့အချိုးပွဲဖြစ်လာတဲ့ဇလန်းတွေရှိနေနိုင်တယ်ဒီလိုတွေးလိုက်ရင်ကျွန်တော်တို့ပတ်ဝန်းကျင်ကကဘာကြီးတစ်ခုလုံးကတက်ရှိသမိုင်းပြတ်တိုက်ကြီးတစ်ခုလိုပါပဲအရာဝတ္ထုတိုင်းကပြောပြစရာဇလန်းတပုစီကိုစီရှိနေပြီးကျမတို့ကအဲ့ဒီဇလန်းဒီကိုနားထောင်ဖို့အချိန်ပေးလိုက်ရုံပါပဲ